ဒီနေ့ခေတ်ကဘာပေါ်ကသူတွေအကုန်လုံးကအပြင်မှာဈေးမဝယ်ကြတော့ပါဘူးအလွယ်တကူဖုန်းတစ်လုံးရှိုံနဲ့ဘတ်စကားပေါ်မှာပဲဖြစ်ဖြစ်ဒီလိုဘတ်စကားမှတ်တိုင်လမ်းသွားရင်းနဲ့ပဲဖြစ်ဖုန်းတစ်လုံးနဲ့အင်တာနက်ပေါ်မှာပဲ online shop လုပ်ကြပါတော့တယ်အဲ့ဒီမှာအသေးရောင်းတဲ့ကုန်ပစ္စည်းတွေရှိတယ်လို့အဟောင်းရောင်းတဲ့ပေါ့နော် website တွေ online shop website တွေလည်းရှိပါတယ်ဒီနေ့မှာတော့အဲ့ဒီအဟောင်းရောင်းတဲ့ online shop တစ်ခုကနေ post တက်လာတယ်ပေါ့နော်24လက်မှာကွန်ပျူတာကိုရောင်းမယ်ဆိုပြီး post တက်လာတော့အကုန်လုံးကစိတ်ဝင်စားသွားကြတယ်သူဈေးလေးကလည်းတန်တယ်ပေါ့နော်ဒီကောင်လေးကရောင်းမှာပဲဖြစ်ပါတယ်အဲ့ဒီမှာပဲကောင်လေးစီကိုကိုရန်ကြည့်ပြီးဝယ်မယ်ဆိုပြီးတော့စာတစ်ခုဝင်လာတယ်အဲ့ဒါကတော့ကောင်မလေးအကောင့်တစ်ခုနဲ့ပို့ခဲ့တာပါနောက်ဆုံးမှာသူတို့114သိန်းနဲ့အယောင်းဝယ်တက်သွားပါတယ်လိပ်စာတောင်းတဲ့အတွက်ကောင်လေးကလည်းအလွယ်တကူပဲသူ့လိပ်စာကိုပေးလိုက်ပါတယ်ဒါကတော့စောက်လို့ရေးကုမ္ပဏီတစ်ခုကအဖွဲမှုကောင်မလေးကသူ့အောက်လက်အောက်ငယ်သားတွေအလုပ်ပုံမကြလို့စိတ်ညစ်နေတာပါပြီးရင်သူမန်နေဂျာဆိုတာကိုခံရပါတော့တယ်အဲ့ဒီမန်နေဂျာကလည်းသူ့ကိုရည်တက်တက်လုပ်နေတဲ့နှာဖို့ကောင်ပဲဖြစ်ပါတယ်တယုံနဲ့အတူတူလှုပ်လှုပ်တဲ့တငယ်ချင်းမလေးကနင်းငိမ့်ခံနေလို့အဲ့လိုဖြစ်တာနောက်တစ်ခါမခံနဲ့ဆိုပြီးပြောတော့အေးနောက်တစ်ခါဆိုငါတက်ပြစ်မှာဆိုပြီးကြွေးကြော်နေခဲ့ပါတယ်ရသစ္စာပြောင်းတဲ့နေ့မှာပဲစူဟွန်းရဲ့အဝတ်လျှော်စက်ကြီးကပြတ်ပါတော့တယ်အဲ့ဒါနဲ့တငယ်ချင်းကနေတပတ်ရပစ္စည်းသားဝယ်လိုက်အဲ့ဒီ application ကလည်းအခုအရန်နာမည်ကြီးနေတာဆိုပြီးအကြံပေးတော့စူဟွန်းစိတ်ဝင်စားသွားပါတယ်မြူတာရောင်းမဲ့ကောင်လေးကလည်းစော်လေးတစ်ပွေရလာဝယ်မယ်ဆိုတော့ရွှာနှင်းခိုင်းနဲ့လုံနေတဲ့ချိန်မှာပဲကောင်မလေးကသူ့မလာနိုင်တော့ဘူးအကိုပဲလွှတ်လိုက်ပါမယ်ဆိုပြီးတော့အစာပို့တော့နည်းနည်းပူသွားတာပေါ့နော်အဲ့မှာသူ့အကိုဆိုတဲ့လူရောက်လာပါတယ်ကွန်ပျူတာအကောင့်ကြီးကိုဘာဖြစ်လို့ရောင်းတာလဲဆိုပြီးတော့အမအကိုဖြစ်သူဆိုတဲ့လူอ่ะပေါ့နော်စကရော for sure တွေလောက်ပါတယ်နောက်ဆုံးကြတော့သူပတ်စံပေးလိုက်တယ်ပေါ့နော်ဝယ်မယ်ဆိုပြီးတော့အမကောင်လေးကအရန်ပြောသွားပါတယ်မထင်မှတ်ထားတဲ့အချိန်မှာပဲကောင်လေးကိုဆွတ်ဆိုပြီးဓာတ်နဲ့ထိုးလိုက်တာကောင်လေးကလုံးဝသွေးတွေထွက်ပြီးတော့ကြမ်းမြင်မော်လဲကျသွားခဲ့ပါတယ်အဲကောင်လေးတငယ်ချင်းရှိရစာဝင်လာတော့သူကကောင်လေးဟန်ဆောင်ပြီးတော့ငါအခုဘူဆန်မရောက်နေတယ်ဆိုပြီးလိန်ခဲ့ပါတယ်ဒီဘက်မှာလည်းညာဆိုင်ဆင်းနေတဲ့ကောင်မလေးရှိကိုမုတ်ထုတ်တွေဆွဲပြီးတော့ဖွန်ကြောင်နေတဲ့မန်နေဂျာကောင်မလေးကိုမုတ်တွေလာပေးပါတယ်ပြီးတော့ကောင်မလေးကအဝတ်လျှော်သက်ပြက်နေတာသူပြင်တတ်တယ်ဆိုပြီးကောင်မလေးအိမ်လိုက်ဖို့ပြောပါတယ်အဲ့ဒီအချိန်မှာတငယ်ချင်းမလေးကလည်းရောက်လာပြီးတော့သူလဲလိုက်မယ်ဆိုလို့ကောင်မလေးလည်းကန်ကောင်းသွားပါတယ်တကယ်တမ်းတော့သူမပြင်တတ်ပါဘူးဒီဘက်ကလူတက်ကောင်ကကောင်လေးကိုတက်ပြီးတော့သူကအဲ့ဒီကောင်လေးအင်အားပစ္စည်းတွေရှိသမျှပစ္စည်းတွေပေါ့နော်အဲ့ဒါတွေကိုဓာတ်ပုံရိုက်တယ်တင်တယ်ပြီးလို့ရှိရင် website မှာတင်ပြီးတော့သူဈေးရောင်းပါတယ်ပေါ့နော်အဲ့မှာလူတွေကလည်းပစ္စည်းတွေကဈေးအရန်တန်တဲ့အတွက်တယောက်ပြီးတယောက်ပစ္စည်းတွေဝယ်ကြချမ်းကြနေပေါ့နော်အဆင်ပြေနေပါတယ်ပထမပိုင်းမှာတော့အဲ့လိုဝယ်တဲ့လူတွေကအကုန်လုံးအဆင်ပြေကြပါတယ်ကောင်လေးကိုတက်ပြီးတော့ကောင်လေးအိမ်မှာရှိတဲ့ပစ္စည်းတွေကိုသူကပေါချောင်ကောင်တွေကိုရောင်းနေတဲ့အတွက်အကောင်လုံးကတန်းနေဆိုပြီးတော့လိုက်ဝယ်ကြပါတယ်သူပစ္စည်းတွေခေါင်းလေးအိမ်ဟာပစ္စည်းတွေကပေါ့နော်လူသက်ကောင်ကအလိန်လဲပြီးတော့ရောင်းနေတာပါခဏလေးအတွင်းမှာပစ္စည်းတွေထွက်တယ်ပေါ့နော်ရှော့ဆက်ပြက်လို့ဒုက္ခရောက်နေတဲ့ကောင်မလေးကလည်းဝှရှော့ဆက်အမြန်ရောင်းပြီဆိုတဲ့လူသက်ကောင်ရဲ့ post ကိုတွားတွေ့ပြီးတော့ဟာမစိုး313သိန်းဆိုတော့အဆင်ပြေသားပဲဆိုပြီးတော့ကောင်မလေးကအဲ့ဒါကိုဝယ်ဖို့ချက်ချင်းပဲ order တင်လိုက်ပါတော့တယ်အဝတ်လျှော်စက်ကရောက်တဲ့နေ့ကိုပဲပြတ်နေပါတယ်အဲ့ဒါနဲ့သူဆက်ပြင်စရာခေါ်တော့လေဒါကအစတွေအပြက်ကြီးပါဆိုတော့သူအရန်ကိုဒေါသထွက်သွားပြီးတော့ဒီလူလင်ကောင်ကိုရှာရမယ်ဆိုပြီးတော့လုံးဝ Google ခောက်ပြီးတော့ရှာပါတယ်အဲ့ဒီမှာဒီကောင်ကပေါ့နော် ID နံပါတ်မရှိပါဘူးသူညနေ2နာရီအထိတောင်မှကောင်မလေးကရှာဖွေနေတာနောက်ဆုံးတော့ရဲစခန်းမှာအမှုသွားဖွင့်လိုက်ပါတယ်ID နံပါတ်လည်းမရှိတဲ့အကောင်ဆိုတော့ဒါပေမဲ့ရဲစခန်းကဒီလိုအမှုတွေများတဲ့အတွက်ကြားအောင်မယ်လို့ပြောပါတယ်နောက်ဆုံးမှာတော့စူဟွန်းကအဝတ်လျှော်ဆက်ပစ္စည်းဆိုင်မှာပဲအရစ်ကြနဲ့တွားပြီးတော့တစ်လုံးဝယ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မရဘူးတပတ်ခါမှရမယ်ဆိုလို့ဒီညမှာတော့သူကအများဆုံးအဝတ်လျှော်ဆက်ဆိုင်မှာပဲတွားပြီးရှော့ခဲ့ပါတယ်အဲ့ဒီမှာသူအထုပ်အပိုးကြီးတွေနဲ့သူ့အိမ်နဲ့ဝေးတော့ဗောနော်အထုပ်တွေနဲ့တဲဘရာတွေအမှတွင်းကန်တွေကုန်ထွက်ကြပါတယ်လမ်းမှာအဲ့ဒါကိုလမ်းကလူတွေကကွက်ကြီးလို့တော့သူရှက်သွားပါတယ်ပြီးတော့သူ့ကိုလိန်ခဲ့တဲ့လူလိန်ကောင်လည်းဒေါသတအားထွက်ပြီးတော့အဲ့ဒီနေ့ညမှာလဲစူဟွန်းကမကြေပွဲနှွဲပြီးတော့ထပ်ပြီးတော့ Google ခောက်ပြီးရှာပါတော့တယ်နောက်ဆုံးမှာတော့စူဟွန်းကသူသိချင်တဲ့လူလိန်ကောင်ကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီလူလိန်အကောင့်ကိုရှာဖွေတွေ့ရှိသွားတဲ့စူဟွန်းကလူလိန်အယောင်းဝယ်လုပ်နေတဲ့ comment တွေမှာလိုက်ပြီးတော့လိုက်ဖြတ်တယ်ပေါ့နော်ဒီကောင်ကလူလိန်သူ့ရှီယာမဝယ်နဲ့ဆိုဒီလူလိန်ကောင်ကအယောင်းဝယ်တွေပြတ်သွားတယ်အမှတင်းပြီးတော့စူဟွန်းကိုစာပို့လာတယ်အမှတင်းသွားတဲ့လူလင်ကောင်စူဟွန်းကိုရက်လိုက်အခုလုံနေတာတွေကိုဆက်ပြီးတော့လုံမယ်ဆိုလို့ရှိရင်မင်းဘွားမှာအမားကြီးမှားလိမ့်မယ်လို့ပြောရဲစူဟွန်းကလည်းနင်းကိုကောင်မျိုးကိုကြောက်မနေဘူးသူ့အယောင်းဝယ်တွေပြတ်သွားလို့ဒေါသထွက်သွားတဲ့လူလင်ကောင်ကစူဟွန်းရဲ့ data အချက်လက်တွေကိုဟက်လိုက်ပါတော့တယ်မနေ့ညကလူလင်ကောင်ကြောင့်အလုံများသွားတဲ့စူဟွန်းကမနေ့မှလည်းအလုံနောက်ကျပါတော့တယ်နင်ဒီအဝတ်လျှော်စားကိစ္စအခုရိမပြီးသေးဘူးလားနင့်ကငါသတိပေးထားတယ်နော်ဆိုပြီးမန်နေဂျာပြောလိုက်တော့
စုဟွန်အရန်ကိုအံ့အားသင့်သွားပါတယ်ဘာလို့ဆိုမနှင်းညပဲသူ့ကိုလည်းလူလိန်ကောင်ကသတိထားပါဆိုပြီးစာပို့ထားတာကြောင့်ပေါ့နော်ညနေရုံးစင်တော့စုဟွန်တို့တငယ်ချင်းညမုတ်ထိုင်စားနေတော့စုဟွန်ကိုဖုန်းတကောဝင်လာပါတယ်အဲ့ဒီဖုန်းကတော့ပိုင်ရှင်ကအဝတ်လျှော်စက်ကိုအခမဲ့အသုံးပြုခွင့်ပေးထားရဲဆိုလို့ဆက်သွယ်တာလို့ပြောပါတယ်စုဟွန်လည်းပထမချင်းတော့အရန်ကြောင်သွားခဲ့ပါတယ်တယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်ဒီလိုမျိုးစက်တိုက်ဖုန်းတွေဝင်လာတော့စုဟွန်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ရှုပ်ထွေးသွားခဲ့ပါတယ်အဲ့ဒါနဲ့သူ့ရဲ့ website မှာဝင်ရှာကြည့်လိုက်တော့ဟုတ်ပါတယ်လူလင်ကောင်ကစုဟွန်ရဲ့ဖုန်းနံပါတ်ကိုရေးပြီးတော့ဒီလိုမျိုးတွေပောက်ကရတင်ထားခဲ့တာပါအဲ့ဒါနဲ့စုဟွန်ကဒါကလူလိန်တင်ထားတာပါမငှားပေးပါဘူးဆိုပြီးတော့ပြန်ရေးလိုက်ရပါတယ်ဖုန်းတွေစက်တိုက်ဖြေရလို့အရန်ကိုပင်မလို့လှည့်နေတဲ့အချိန်မှာပဲတယ်လီသမားရောက်လာပြီးကြက်ကြော်လာပို့ပါတယ်ကျွန်မကြက်ကြော်မှာထားလို့ပြောပေမဲ့ဟုတ်ပါတယ်အခန်း300နှစ်ကမှာထားတာပါဆိုပြီးပြောတယ်အမှန်ဝက်ချိုချင်မှာထားတဲ့တယ်လီတယောက်ကလည်းရောက်လာပြီးတော့ပီဇာမှာထားတဲ့တယ်လီအကုန်လုံးစုဟွန်းအိမ်မှာလာစုနေပါတော့တယ်ချက်ချင်းပဲဒါလူလိန်ကောင်လက်ချက်ဆိုစုဟွန်းကတိသွားပါတယ်နောက်တစ်နေ့မှာတော့300နှစ်ကဘာပစ္စည်းမှမမှာတာကြောင့်စာကတ်ထားခဲ့ရပါတော့တယ်အဲ့ဒါနဲ့စုဟွန်းကနောက်တစ်ချိန်ရဲစခန်းကိုထပ်ရောက်လာပြီးဒီလူလိန်ကောင်မြန်မြန်ရှာဖွေပေးဖို့ပြောပါတယ်လူလိန်ကောင်ကသူများ ID နံပါတ်နဲ့တုံးနေတာကြောင့်အဲ့ခြေရခံလိုက်ဖို့အဲ့ဒီ ID နံပါတ်ရှိတဲ့အိမ်လိပ်စာကိုတော့အိမ်ငှားအတော်ကြီးနဲ့ပဲတွေ့ပါတယ်အဲ့ဒီမှာចောင်းသားလေးတယောက်နေထိုင်တယ်လို့သိရပါတယ်အဲ့ဒီចောင်းသားလေးကအခုသူ့အိမ်မှာရှိမနေရကြောင်းနောက်တစ်ခေါက်မှလာဖို့ပြောလိုက်ပါတယ်ညနေရုံးစင်းလို့အိမ်ပြန်လာတဲ့စုဟွန်းကအိမ်ထဲကိုဝင်ပြီးကမှတခုခုထူးဆန်းနေပါတယ်ဆိုပြီးအပြင်ထွက်ကြည့်လိုက်တဲ့အခါမှာဟုတ်ပါတယ်သူကတ်ထားတဲ့စာရွက်မရှိတော့တာပဲဖြုတ်သွားတဲ့လူကိုချဖို့အတွက် CCTV ကြည့်တော့စုဟွန်းအိမ်ရှိမှာ CCTV ရှိမနေခဲ့ပါဘူးအိမ်ရှင်ကလူတွေရဲ့လွတ်လပ်ခွင့်ကြောင့်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲတယ်လီသမားတယောက်ရောက်လာပါတယ်ဘယ်အိမ်ကိုပို့ဖို့လဲဆိုပြီးစုဟွန်းအတင်းသွားမေးတော့300နှစ်ကိုဆိုပြီးပြောပါတယ်အဲ့ဒါနဲ့တွေ့ရမလားအဲ့ဒီလူလေးကောင်ကျမကိုပဲတော်တော်စိတ်နှောက်ယှက်ပေးနေတာသူ့ကိုအမြန်ဆုံးဖမ်းမိမှဖြစ်မယ်ဆိုပြီးတော့ရဲကိုပြောနေခဲ့တာပါအဲ့ညမှာတော့သူ့တငယ်ချင်းကောင်မလေးကစုဟွန်းနဲ့အတူတူလာပြီးအတူရှိနေပေးပါတယ်ချင်းကောင်မလေးကညအိတ်ပေးဖို့ပြောပေမဲ့စုဟွန်းကအာနာလို့သူ့ကိုပြန်လွှတ်လိုက်ပါတော့တယ်မနဲ့ရုံးသွားဖို့တကားပုံဝင်ချင်းမှာလူတယောက်ကိုတွေ့ပြီးစုဟွန်းအရန်လန့်သွားပါတယ်ဘာလာလောက်တာလဲလို့ပြောလိုက်တော့ CCTV လာတတ်တဲ့လူပါလို့ပြောပါတယ် CCTV နဲ့ပတ်သက်ပြီးတခုခုမေးချင်သူ့ကိုပြောပါဆိုပြီးအဲ့လူကလိပ်စာကပ်ပါပေးသွားခဲ့ပါသေးတယ်စိတ်ရှုပ်စရာကိစ္စတွေပြီးသွားပြီထင်တဲ့စုဟွန်းကအလုံးမှာပြောရွှင်ရွှင်နဲ့အလုပ်သမားတွေကိုမုတ်ဝေပေးနေပါတယ်အဲ့အချိန်မှာပဲသူ့အမေရှိကစာတစ်စောင်ရောက်လာခဲ့ပါတယ်စုဟွန်းအမေကအဲကွန်ပြက်လို့ဝယ်ဖို့17သိန်းလွှဲခိုင်းတာကြောင့်စုဟွန်းကလည်းမဆိုင်မတော့ပဲ17သိန်းကိုလွှဲဖို့လုပ်နေပြီးတော့ပတ်ဆွဲဖြစ်နေတဲ့အချိန်မှာတခုခုကိုသတိရသွားတယ်စုဟွန်းကသူ့အမေကိုချက်ချင်းဖုန်းခေါ်ပါတော့တယ်သူ့အမေကဖုန်းမကိုင်တဲ့အတွက်သူစာပို့လိုက်ပါတယ်အမေအဖေရောဘယ်သွားလဲနင့်အဖေအလုပ်သွားတယ်လေအဖေကဆုံးသွားပြီလေအလုပ်သွားတယ်လေလားစုဟွန်းကလုံးဝသူလိန်ကောင်လက်ချက်ဆိုတာကိုချက်ချင်းပဲတန်းသိလိုက်ပါတယ်ပြဿနာတွေကမပြီးနိုင်သေးပဲတစ်ခုပြီးတစ်ခုဇက်တိုက်ပေါ်နေလို့စုဟွန်းကညဘက်တည်းဆိုလဲလုံးဝအိတ်မပြောနိုင်တော့ပါဘူးအဲ့ဒီမှာတကားခောက်တန်ကြလို့သူသွားကြည့်လိုက်တဲ့အခါမှာတော့ဟုတ်ပါတယ်လူတစ်ယောက်ကတကားကိုဆွဲဖွင့်နေကြတာပါအဲ့ဒါနဲ့စုဟွန်းကဘယ်သူလဲလို့မေးတော့မင်းရဲ့ရီးစားကမင်းပါတနာရှာနေရဆိုတော့လွတ်လိုက်တာလို့ပြောပါတယ်စုဟွန်းအရန်ကိုကြောက်လန့်သွားပါတယ်နောက်တစ်ယောက်အဲ့လိုပဲထပ်လာပြန်ပါတယ်သူကလည်းပထမတစ်ယောက်အတိုင်းပဲပြောပါတယ်စုဟွန်းတကယ်ကိုစိတ်တုန်လှုပ်ခြောက်ခြားနေခဲ့ပါပြီအဲ့ဒီနောက်မှာတော့ရဲစခန်းကိုရောက်သွားပါတယ်ရဲတွေကစုံစမ်းမေးမြန်းတဲ့အခါမှာတော့သူ့ရဲ့ရေးစားက ID နံပါတ်တွေကိုပါတခါတည်းပေးခဲ့တာပါအခန်းနံပါတ်ဒီလိပ်စာတွေအကုန်လုံးကိုပေးခဲ့တာဆိုပြီးတော့ဒီလူတွေကဖြည့်ရှင်းချက်ပေးပါတယ်နောက်တစ်ရက်မှာတော့လူလိန်ကောင် ID အတူရှိရဲ့လိပ်စာကိုတွားကြည့်လိုက်တဲ့အခါမှာတော့ရေခဲတက်တာထဲမှာအလောင်းတစ်ခုကိုတွေ့ရပါတယ်တကယ်တော့လူလိန်ကောင်အကောင်လေး ID နဲ့နေထိုင်နေခဲ့တာပါစုဟွန်းလည်းအရန်ကိုတုံ့လှုပ်သွားခဲ့တာပေါ့ဘုံဖြစ်တဲ့အမှုလိုမျိုးပဲနောက်ထပ်စင်တူတဲ့အမှုတစ်ခုရှိနေပါသေးတယ်။အဲ့ဒီကောင်မလေးရဲ့အဖြစ်အပျက်တွေကလည်းစိုးဟွန်းနဲ့အလားတန်အတူတူပါပဲ။သူကလည်းပစ္စည်းတစ်ခုမှားလိုက်တယ်လူလိန်ကမပို့ပေးခဲ့ပါဘူး။ဒါနဲ့သူကဒေါသထွက်သွားပြီးလူလိန်နဲ့အဲ့လိုအပြန်အလှန်စကားတွေပြောဆိုရမှာသူ့ကိုလူလိန်ကပြစ်မှတ်အနေနဲ့ထားခဲ့ပါတော့တယ်။သူမမှားတဲ့ပစ္စည်းတွေကလည်းအိမ်ကိုခဏခဏရောက်လာပါတယ်။နောက်ဆုံးမှလူလိန်ကောင်ကသူ့ကိုတတ်ဖို့အိမ်ရောက်လာတယ်သူထွက်ပြေးလို့သာလွတ်မြောက်သွားခဲ့ရလို့ကောင်မလေးကပြောပြပါတယ်။စုံရုံးကပြန်လာတဲ့ရက်မှာလည်းသူ့မန်နေဂျာအတင်းအိမ်ထဲဝင်ပြီးကိုကြီးပေးပါမယ်ဆိုပြီးပြောတော့စုံကအတင်းနှင်းလုတ်ခဲ့ပါသေးတယ်။နောက်တစ်ရက်စုံရုံးကပြန်ရောက်လာတဲ့အချိန်မှာအိမ်ဟာခြေရလက်ရလုံးဝပြတ်နေပါတယ်။စားပြီးသားအစားအသောက်တွေစပွဲပေါ်မှာလည်းစားကျွန်းစားကြံနေနေပေါ့နော်။ကွန်ပျူတာကြီးကလည်းတန်လိုင်းဖွင့်သွားခဲ့ပါတယ်။စုံကအရန်တုံးလုံးကြောင်းယုံပြီးတော့သတိလစ်မေ့မျောသွားခဲ့ပါတယ်။ရဲဦးလေးရဒီနေ့တော့စေးရုံမှာပဲနားဖို့ပြောခဲ့ပေမဲ့စုံကအိမ်ပြန်သွားပါတယ်။အဲ့ဒါကြောင့်မလို့သူကစုံရှိရာကိုလိုက်လာတဲ့အချိန်မှာပဲစုံတော်ကြီးကလူတက်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတော့တယ်။လူတက်ကောင်ကစုံဝဲတိုက်ခန်းကို
တက်လာတဲ့အချိန်မှာပဲနောက်ကနေတစုံတစ်ယောက်ကခေါ်လိုက်ပါတယ်ဟုတ်ပါတယ်စူဟွန်းရဲ့မန်နေဂျာပဲဖြစ်ပါတယ်စူဟွန်းရဲ့မန်နေဂျာကအမှဓာတ်နဲ့ထိုးတာကိုခံလိုက်ရပါတော့တယ်အလောက်ကနေပင်မနွဲ့နေစားနဲ့အင်ကိုပြန်ရောက်လာတဲ့စူဟွန်းကဆိုဖာပေါ်မှာပလက်လန်လှည့်နေတော့မှပဲထူးဆန်းတာတစ်ခုကိုသတိထားမိပါတယ်အဲ့ဒါကတော့သူမရဲ့အိမ်မှာတစုံတစ်ယောက်က CCTV လာပြီးခိုးတက်သွားတာပဲဖြစ်ပါတယ်အန်ဟောထိတ်လန့်နေတဲ့အချိန်မှာပဲထပ်ပြီးမြင်တွေ့လိုက်ရတာကတော့သူမရဲ့မန်နေဂျာကသွေးထွက်တန်ယိုနဲ့တေးဆုံးနေခဲ့တာပဲဖြစ်ပါတယ်စူဟွန်းအခုလိုဖြစ်ပြနေတာတွေကိုလူသက်ကောင်က CCTV ကနေကြည့်ရှုနေခဲ့တာပါစူဟွန်းကသူမရဲ့နောက်မှာတစုံတစ်ယောက်ရောက်နေပြီကိုသိတာနဲ့တပြိုင်နက်ထွက်ပြေးကိုစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးစူဟွန်းကိုကြမ်းမြင်ပေါ်ကိုတွန်းလှဲခဲ့ပြီးတော့ငါဘာတူလဲမင်းသိရမလားငါကမင်းအိမ်မှာတခါတော့က CCTV လာတက်ပေးသွားတယ်လူဆိုပြီးတော့သူ့ကိုယ်သူလည်းပြောခဲ့ပါတယ်စူဟွန်းအမှသိလိုက်ပါပြီစူဟွန်းကိုမေးစေးပေါ်နဲ့အုပ်လိုက်တဲ့အချိန်မှာပဲမေမျောသွားပါတော့တယ်အဲ့ဒီချိန်မှာဒီဘက်ကရဲလေးကလည်းသူ့ရဲ့စုံတောက်ကြီးရှိကိုလာတဲ့လမ်းမှာစုံတောက်ကြီးတက်ခတ်ခံလိုက်ရပြီဆိုတော့သိလိုက်ပါတယ်စူဟွန်းကိုဖုန်းဆက်နေတဲ့အချိန်မှာပဲကားတစ်စီးကဝင်လာပြီးသူ့ကိုတိုက်ဖို့လုပ်ခဲ့ပါတယ်အဲ့ဒါနဲ့သူရှောင်လိုက်လို့လွတ်မြောက်သွားခဲ့ပါတယ်ဒီကားထဲမှာစူဟွန်းပါသွားတာသိရဲ့ရဲလေးရဆိုလို့ရှိရင်သူကလိုက်အတင်းလိုက်ပါတော့တယ်အဲ့ဒီကားနောက်ကိုထက်ချက်မကွာလိုက်တယ်အဲ့ဒီချိန်မှာစုံတောက်ကြီးနိုးလာပြီးတော့သူကလည်းအဲ့ဒီကားနှစ်စီးနောက်ကိုလိုက်ပါတော့တယ်ပြင်းထန်အပြိုင်ဆိုင်မှလာတဲ့ကားနှစ်စီးကလမ်းစုံလမ်းကွာတနေရာရောက်တဲ့အခါမှာတော့ကုန်ကားတစ်စီးကဖြတ်တိုက်ခြင်းခံရပါတော့တယ်။စုံထောက်ငယ်လေးရဲ့ကားကတော့အမှပဲကြေမွပျက်စီးသွားပြီးတော့စုံထောက်ကြီးကလာရောက်ခေါ်ဆောင်ခဲ့ပေမဲ့ဘလို့မှတတိပြန်လဲမလာတော့ပါဘူး။အဲ့အချိန်မှာလူတက်ကောင်ကတော့အသက်ပြင်းစွာနဲ့ပဲသူ့ဘာသူရုံထွက်နိုင်ခဲ့ပါတယ်။စိတ်ယုံရောက်တဲ့အခါမှာစိုးဝန်းပါမဖြစ်ပေမဲ့စုံထောက်ငယ်လေးကတော့အဲ့နေရာမှာပဲဆုံးသွားခဲ့ပါတယ်။စုံထောက်လေးဆုံးသွားတာကိုအပြစ်ရှိစိတ်ခံစားရတဲ့စူဟွန်းတို့အုပ်စုဟာဆိုလို့ရှိရင်ဒီလူသက်ကောင်ကိုရှာဖွေဖို့အတွက်၃ယောက်ထဲစူးစမ်းပါတော့တယ်အဲ့မှာသူမတငယ်ချင်းလည်းပါဝင်လာပါတယ်လူသက်ကောင်ကမိသားစုမရှိဘဲနဲ့တယောက်တည်းနေနေတဲ့လူတွေ use ပစ္စည်းတွေအယောင်းဝယ်မကြာခဏလုပ်တတ်တဲ့လူတွေကိုပြစ်မှတ်ထားတာကြောင့်သူမရဲ့တငယ်ချင်းကတယောက်တည်းနေတဲ့ပုံစံနဲ့ဟန်ဆောင်ပြီးတော့အယောင်းဝယ်တွေလုပ်နေခဲ့တော့တယ်အယောင်းဝယ် post တင်တဲ့ကိစ္စတွေကိုစူဟွန်းတငယ်ချင်းအကောင့် ID ကိုသုံးပြီးတော့တကယ်အယောင်းဝယ်ပြုလုပ်တဲ့နေရာတွေကိုသွားရောက်တဲ့အခါမှာတော့စူဟွန်းကိုယ်တိုင်ပဲသွားခဲ့ပါတယ်။ဘာလို့ဆိုတော့စူဟွန်းတယောက်တည်းဟာဒီလူသက်ကောင်ရဲ့မျက်နှာကိုမြင်ဖို့နေခဲ့လို့ပါ။တရက်မှာတော့တက္ကသိုလ်ကျောင်းသူတယောက်စီကပစ္စည်းတစ်ခုကိုသွားယူဖို့ဖြစ်လာပါတော့တယ်။စူဟွန်းကအရင်သွားနှင်ပြီးတော့စုံတော်ကြီးကနောက်ကလိုက်လာခဲ့ပါတယ်။သူကကားပိတ်နေတဲ့အတွက်ကြောင့်မလို့စူဟွန်းထက်နည်းနည်းတော့နောက်ကျမှရောက်မယ်ဆိုပြီးတော့သူကစူဟွန်းကိုပြောလိုက်ပါတယ်။ဖုန်းပြောနေနေပဲလူတယောက်ကသူစီကပစ္စည်းမှထားတာလို့မေးလိုက်တဲ့ကောင်စူဟွန်းအရန်လန့်သွားပါတယ်ဟုတ်ပါတယ်အဲ့ဒီလူကလူသားကောင်ဖြစ်နေတာပါအဲ့ဒီချိန်မှာစုံတော်ကြီးကလည်းဖုန်းမချသေးတော့တိသွားပြီးတော့အဲ့စူဟွန်းနောက်ကိုပြေးလိုက်လာခဲ့ပါတယ်ကိုချိန်မှာလူသားကောင်ကလည်းစူဟွန်းကိုလုံးဝမှတ်မိသွားခဲ့ပါပြီစူဟွန်းကအပေါ်ရက်ကိုတက်ပြီးတော့စုံတော်ကြီးလာကိုစောင့်နေတဲ့အချိန်မှာပဲသူ့ကိုလူသားကောင်ကရုတ်တရက်မေးစင်းနဲ့အုပ်ပြီးတော့တိုက်ခိုက်လိုက်ပါတော့တယ်လူသားကောင်ကငါနဲ့ကိုလိုက်ရှာနေတာကြပြီအခုတော့နင်းမနေရောက်လာခဲ့တာပဲနင်းကိုတတ်လိုက်ရင်ပြီးပြီလို့ပြောတဲ့အခါမှာစူဟွန်းကငါတည်သွားရင်တော့မှ CCTV ထဲနင်းကိုအကုန်လိုက်ဖမ်းကြမှာဆိုပြီးပြောတော့လူသက်ကောင်အရန်တင်းသွားခဲ့ပါတယ်စူဟွန်းကိုတတ်ဖို့ရှေ့တိုးလာတဲ့အချိန်မှာပဲရုတ်တရက်ဆိုလို့စုံတော်ကြီးရောက်ရှိလာခဲ့ပါပြီစုံတော်ကြီးနဲ့လူသက်ကောင်အပြန်အလှန်မှာ fighting play ကြပါတယ်အဲ့ဒီမှာစုံတော်ကြီးကအငိုင်းမိပြီးတော့လဲကြသွားတဲ့အချိန်မှာလူသက်ကောင်စုံတော်ကြီးကိုဓာတ်နဲ့တက်ဖို့လာပါတယ်အဲ့ဒါကိုမြင်လိုက်တဲ့စူဟွန်းကစုံတော်ကြီးကိုကဲဖို့ကြိုးစားပါတော့တယ်အဲ့မှာစူဟွန်းလည်းတိုက်ခိုက်ခံလိုက်ရပါတယ်စူဟွန်းကိုအသေးတက်ဖို့လုပ်နေတဲ့အချိန်မှာပဲစုံတော်ကြီးကလူသက်ကောင်ကဆွဲခေါ်ချသွားပြီးတိုက်ပေါ်အခုံချလိုက်ပါတယ်အဲ့မှာအသက်ပြင်းတဲ့လူသက်ကောင်မသေးသေးပါဘူးဓာတ်နဲ့ထိုးဖို့စုံတော်ကိုလုပ်ပါတယ်အဲ့မှာစူဟွန်းကလည်းသူ့ရှိသမျှအားကုန်နဲ့သူ့ရဲ့လက်ကိုဖမ်းချုပ်ထားပါတယ်နောက်ဆုံးမှာတော့လူသက်ကောင်ကတေဆုံးသွားခဲ့ပါပြီအဲ့ဒီမှာပဲစူဟွန်းတက်ပြင်းချနိုင်ပြီးတော့ဟီလီတိုင်ကိုကျွေးပါတော့တယ်အဖြစ်ပြက်တွေအကုန်ပြီးဆုံးသွားတဲ့နောက်မှာတော့စူဟွန်းကအရင်လိုပဲပျော်ပျော်ရွှင်ရွှင်နဲ့အလုံးမှနေပါတော့တယ်ပြီးတော့အရင်ကထပ်ပို့ပြီးတော့လူမှုဆက်ဆံရေးကောင်းပြီးတော့အလုပ်သမားတွေအပေါ်မှာလည်းချွတ်ချွတ်တာတာပြပြနဲ့အလုပ်မှာအဆင်ပြေအောင်နေပါတော့တယ်ဇလန်းလေးကတော့ဒီမှာရင်ပဲပြီးဆုံးပါပြီယူရိုတွေလည်း online shop ကဝယ်မယ်ဆိုရင်တတိထားကြပါအောင်နော်